အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ story channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ပုံမြင်လေးကတော့ကြည့်ရမပြည့်နဲ့ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဝိညာဉ်ကြီးသားဖန်တီးတဲ့ပညာရှင်များကိုလည်းလေးစားစွာဖြင့် credit ပေးပါတယ်ခင်ဗျာတခါကဟိမဝန္တာတောကြီးအတွင်း၌တရေအဝတကောင်းသောတစ်ပင်ကြီးတစ်ပင်ရှိသည်ထိုတစ်ပင်၏အရွက်ပပအောက်တွင်ငှက်တန်များရှိကြသည်ငှက်များအတွက်တော်တန်ယုံမူလီတံကိုလုံခြုံစိတ်ချရသည်တို့ဖြင့်မူရသည်တို့ရောက်လာခဲ့သည်ဒီနေ့မူသေးတန်စွာရာသွန်းရာတကူလုံးမူရည်တို့ဖြင့်ဆွဲဆိုနေသောရောက်တကောင်ကထိုတစ်ပင်ကြီးအောင်သို့မိုးဝင်ခိုသည်ချမ်းနေသည့်အတွက်တုံရင်ပြီးအလွန်စိတ်တူနေသည်ထိုအခါအပင်ပေါ်မှငှက်တကောင်ကရေစုံနေတာတော်တော်ရေးစရာကောင်းလိုက်တာထိုအခါရှင်းငယ်လေးကငှက်ကလေးသူတစ်ပါးဒုက္ခရောက်တာကိုမလောင်ပြောင်သိဘူးအကူညီပေးတဲ့တယ်မင်းတို့ရှေ့တွေဆိုတာမိုးမရခင်တစ်ခေါင်တစ်ခုခုရှာထားလေးရှိတယ်မဟုတ်လားအဲ့ဒီလိုပဲငါတို့ငှက်တွေကလည်းမိုးမရခင်အတိုက်ဖွက်လေးရှိတယ်လေသူတို့မြောက်တွေကတော့ဟာဒီမှာမိုးစုပြီးချမ်းလို့စိတ်ရှုရတဲ့အထက်ဒီငှက်စုပ်မင်းရဲ့အတိုက်ကိုငါဖျက်ပစ်မယ်ဒါမှကိုချင်းစာတက်မယ်နောက်ကသူ့အတိုက်ကိုဖျက်လိုက်တော့ကြောင့်ငှက်လေးလဲမိုးရီထဲတွင်ခက်ခက်တုံအောင်ချမ်းနေတော့